ဒါလေးတွေအပေါ်တဲ့အခန်းကနေပြီးတော့ကျောင်းပိတ်ရဲ့နေရအပြန်မှာပါလာတာတွေကိုပေါ့နော်ဝေးချမ်းပြီးတော့ပြီးထားတာအစုံပဲခြံအတွက်အသေးအနှံတွေပေါ့နော်ပြီးတော့ဘဲဥလဲပါတယ်ဘဲဥကနောက်ဖေးမှာမုံလဲပါတယ်အစုံပဲreply 9088ဇာကားတွေကလေဆမ်မွန်တုံရက်ွက်ထဲရလို့ပဲလေနော်ကိုအင်္ဂါဟာတွေသူ့ကိုပေးလိုက်သူ့အင်္ဂါဟင်းတွေကိုပေးလိုက်နေတကယ်ကိုမှလေနှွေးထွေးတဲ့ကောင်းတဲ့အိမ်ကြီးချင်းတွေပေါ့နော်ဒါလေးကလေဒီဘက်ခင်မှာအထူးသဖြင့်ပေါ့နော်တိုက်ခန်းနဲ့နေကြတဲ့ရန်ကုန်လူမျိုး community မှာမြင်ရခဲ့တဲ့ဒလေးလေးမို့လေဒီတိုက်မှာနေတဲ့သူတွေပဲကောင်းတာလားဆိုတော့မြေရှင်ကိုလည်းမေးကြည့်အောင်နော်ကပအကောင်ဆုံးမြေရှင်တော့ဒီမှာလေဒီပကံတွေတွေ့လားအဲ့ဒီပကံတွေကမြေရှင်ကသူ့အိမ်ကဟင်းနေလေဟင်းကောင်းချက်ပြီးဆိုလို့ရှိရင်လာပို့တာသူ့ပကံတွေဒီမှာအထက်လိုက်အခုချိန်นี้တစ်ခုပြီးတစ်ခုလာပို့ထားပြန်မပေးရသေးဘူးပကံတွေတခုခုဆိုလို့ရှိရင်လည်းလေသူကအရန်ကူညီတယ်တတိုင်လုံးကိုစောင့်ရှောက်တယ်မနဲ့မိုးလဲနာနဲ့နော်လေကားကန်းနေပြီးတော့ဓာတ်လေကားကားပါကင်အကုန်လုံးတန့်ရှင်းလှဲချင်းပြီးတော့လေတကယ်ကိုမှအလုံးလုံးတဲ့မြေရှင်နော်ဆိုတော့လေပတ်စံရှိလို့ရှိရင်လေအိမ်ကောင်းတာဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့လေကောင်းတာလေးပေးပါနော်ဆိုပြီးတော့ငွေပေးပြီးတော့ဝယ်လို့မရတဲ့အထက်မှာအိမ်ကြီးချင်းကောင်းနေလဲပါတယ်ပေါ့နော်ဒီပူတင်းမေယာဒီအိမ်လေးမှာနေတာ3နှစ်ကျော်ပြီပေါ့နော်တခါမှစိတ်မငြိမ်ရဘူးဒီတိုက်ကလူတွေအကောင်လုံးအစီကန်းရှိတယ်တန်ရှင်းတယ်ပြီးရင်လေတခန်းနဲ့တခန်းမဆက်စုဘူးမလို့အဖက်မရောထွေးဘူးအဲဒါပေမဲ့တခုခုလိုလာရင်ဆိုရင်じゃကူညီတယ်စောင့်ရှောက်တယ်ပူတင်းလေးမမေယာလေးဒီလိုမျိုးမြေရှင်ဒီလိုမျိုးအိမ်နီးချင်းကောင်းအခန်းနီးချင်းကောင်းနေတယ်လေတွေ့ရတာလေအရန်ကိုမှကန်ကောင်းတော့ပါပဲရှင်တကယ်ကိုကျေးဇူးအများကြီးတင်ပြီးတော့လေပူတင်းလေးအမေကဒီအခန်းလေးကိုကြိုက်ရတဲ့အကြောင်းတွေတွေကတခုပေါ့ရှင်